ညီမတို့ housing for ကနေပြီးတော့ဒီနေ့ထပ်မံပြီး sharing လုပ်ပေးခြင်းနဲ့အကွက်လေးတွေကတော့နောက်တစ်ခုမျိုးနဲ့30ရက်ကွက်တီးတန်းပြီး20 60 40 60အကွက်လေးပဲဖြစ်ပါတယ်ရှင်စက်ကြည့်ပေးဦးနော်ကဲဒါဆိုရင်တော့ညီမအခုပြောပြပေးပါမယ်ရှင်30ရက်ကွက်စိန်နာမဏိလမ်းမှာကရန်ပါဝါယူပြီးသား40 60ကို1000ခွဲ30ရဲတကွန်လမ်းမြေတီးသက်40 60ကို19500နဲ့900 30ရက်ကွက်စုပေါင်းရုံးလမ်းထဲမှာ40 60ကို19500 30ရက်ကွက်ဦးထွန်းမြင့်လမ်းပေါ်မှာ1 RC တိုက်40 60ကို2000နဲ့2000 30ရက်ကွက်စွမ်းအင်လမ်းမှာကရန်အမွေဆက်ခံပေ40 60ကို1000ခွဲနဲ့ပါတယ်30ရက်ကွက်စွမ်းအင်လန်ခရမ်းအမွေစက္ကန့်ပေ40 60 15500 30ရက်ကွက်စိန်တီရီနန်းပေါ်ရှိခရမ်းကရုံပေ40 60 1000 30ရက်ကွက်မူရိတာလမ်းပေါ်ရှိပေ40 60ခရမ်းကရုံ9000 30ရက်ကွက်ဘူကျုံလမ်းပေါ်ရှိပေ40 60 18500 30ရက်ကွက်စကဝါလမ်းပေါ်ရှိပေ45 60 19500 30ရက်ကွက်မှာ3ရာစီတိုက်အပါပေ40 60ကို2000ခွဲ30ရက်ကွက်စိန်နာမဏိလမ်းထဲမှာကရန်ခွဲပြီး20 60ကို9800 30ရက်ကွက်မဟာသီရိလမ်းထဲမှာ2ရာစီတိုက်အပါပေ40 60ကို18500 30ရက်ကွက်လှိုင်ထဲကောင်တင်လမ်းမှာနှစ်ထပ်တိုက်အပါ40 60ကို21400 30ရက်ကွက်မဟာသီရိလမ်းထဲမှာကရန်ပိုင်ဆိုင်ကြောင်းနှစ်ထပ်တိုက်အပါ40 60ကို16000 30ရက်ကွက်ရွှေကုံသီရိလမ်းနဲ့မြစ်တာလမ်းထောက်မှာဆိုရင်တော့45ပေ60ကို18000နဲ့900 30ရက်ကွက်မဟာသီရိလမ်းနဲ့မန်းသမယာကန်လမ်းထောက်မှာဆိုရင်တော့3ရာစီတိုက်အပါ40 60ကို3000ခွဲရှိပါမယ်ရှင်အခုညီမတို့ပြပြပေးသွားတဲ့အကွက်လေးတွေကတော့မြောက်တကုံမျိုးနဲ့30ရက်ကွက်မှာရှိတဲ့အကွက်လေးတွေပဲဖြစ်ပါရဲ့ရှင်အခုကွက်လေးတွေကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ညီမတို့ housing for ကိုအခုပဲဆက်သွယ်လိုက်တော့နော်နောက်တစ်တင်ပေးမယ်ရက်ကွက်တွေလည်းအများကြီးရှိသေးတာမို့လို့ညီမတို့ဗီဒီယိုလေးတွေကိုဆက်စောင့်ကြည့်ပေးအောင်နော်